Hello အားလုံးပဲမင်္ဂလာပါခွရှက်ဘလက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ချက်ပြမှာကတော့ကြက်သားနှက်လေးစီနည်းနည်းလေးနဲ့ချက်ပြပေးမှာဖြစ်ပါတယ်ဗျာပထမဦးဆုံးကြက်သားလေးတွေကိုရေစင်အောင်ဆေးပေးထားမှာဖြစ်ပါတယ်ဗျာပြီးရင်တော့အရသာအတွက်ကျွန်တော်တို့စားလေးထည့်ပါမယ်အချိုမုံလေးအနှမ်းငယ်ထည့်ပါမယ်ပြီးတော့ကျွန်တော်ပန်းကန်ပြားကြီးလေးနည်းငယ်ထည့်ပါမယ်။ Q စီလေးနည်းငယ်ထပ်ထည့်ပါမယ်။ပြီးတော့ကျွန်တော်ရှာလကာကြီးလေးနည်းငယ်ထပ်ထည့်ပါမယ်။အရောင်တော့ကျွန်တော်တို့စနုံးမုံလေးနည်းငယ်ရယ်။ညိုသီးမုံလေးနည်းငယ်ထည့်ပေးပါမယ်။ပြီးတော့ကျွန်တော်တို့နှံ့သွားအောင်မှွေပေးပါဖြစ်ပါတယ်ဗျာ။ကျွန်တော်မှွေပေးပြီးသွားရင်တော့ကျွန်တော်တို့15မိနစ်နိုင်ဝက်လောက်ကျွန်တော်နှက်ထားပေးမှာဖြစ်ပါတယ်ဗျာကြက်သားနဲ့နေချိန်မှာကြက်သားကိုအနှစ်လေးနဲ့စားချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ကြက်သွန်နီလေးကိုသေးလို့ရှိရင်နှလုံးကြီးလို့ရှိရင်တစ်လုံးလောက်လေးပပလေးလှီးပေးထားမှာဖြစ်ပါတယ်ဗျာပြီးရင်တော့နှက်ထားတဲ့ကြက်သားလေးကိုထည့်ပါမယ်အရောင်လေးရဲရဲလေးစားချင်တာဖြစ်တဲ့အတွက်ကြောင့်မို့ငရုတ်သီးမှုန်လေးတစ်စုံလောက်ထည့်ပြီးတော့ထည့်ပါမယ်ဗျာပြီးတော့ကျွန်တော်တို့ခဏလောက်မှွေပေးပါမယ်ညီနံလေးပြောက်တော့ကရရက်လေးထည့်ပေးပါမယ်ဗျာပြီးရင်တော့ကျွန်တော်တို့ပပလေးလှီးထားတဲ့ကြက်သွန်နီလေးတွေကိုထည့်ပြီးတော့စီပြန်လာတဲ့အထိမှွေပေးရမှာဖြစ်ပါတယ်ဗျာအခုလိုနေတာလေးရောက်လာပြီအရောင်လေးရဲလာပြီရေလေးလည်းခံပြီးစီလေးနည်းနည်းလေးပြန်လာပြီဆိုရင်တော့ကျွန်တော်တို့ရေလေးကြက်သားမျိုးတက်တွေထည့်ပေးရမှာဖြစ်ပါတယ်ဗျာအခုလိုနေထားလေးရောက်ပြီဆိုရင်တော့အရသာအောင်မြည်ကြည့်ပြီးတော့မိမိစိတ်ကြိုက်ပုံဖော်လို့ရပါတယ်ဗျကျွန်တော်ကတော့စီပြန်ကြီးမစားချင်တာဖြစ်တဲ့အတွက်ကြောင့်မို့အခုလိုမျိုးလေးစီလျှော့ပြီးတော့စီချန်ရေချန်လေးနဲ့ချက်တာဖြစ်ပါတယ်ဗျာဒီနည်းလမ်းလေးကတော့ခုခေတ်ကုန်စည်နှုန်းနဲ့ဆိုရင်စီကုန်လဲတက်တာပြီးတော့ကျမရေးနဲ့လည်းညီညွတ်တာဖြစ်လို့မို့တငယ်ချင်းတို့လည်းလိုက်ချက်စားကြည့်ဖို့ကြံပြုပါတယ်ဗျာရတာကလည်းတကယ်ကိုကောင်းပါတယ်ဗျာခုလိုမျိုးဟင်းချက်တဲ့ဗီဒီယိုတွေကိုကြိုက်နေတတ်တဲ့ဆိုရင်ကျွန်တော် channel လေးကို subscribe လုပ်ခဲ့ဖို့တောင်းဆိုပါတယ်ဗျာအခုဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ဗျာ